ဘယ်ချိန်တီတော့ရှိနိုင်မလဲငါတို့တီချမသိနိုင်လေအတူတူရှိတဲ့ခိုင်တန်လေးတိုင်းလာစီမယ်ပရီဒီတော့တဲ့အတီးပါကွယ်နေနေငါတက်ကလေးပါပဲဘာကြောင့်တလားတော့ချင်မိသွားလဲကဲလက်ဆောင်ပေးမယ်နော်လက်ဆောင်လေးတွေပေးမယ်လက်ဆောင်လေးတွေယူကြပါအခုဒီမှာညဖက်ညတော့ဗောနော်ညအဲ့ရောင်ဝေခါနီကတ်ထားတယ်ဒီမှာကတ်ထားတယ်ဒီရဲ့ fairy mask လေးဗောနော်ဒီ mask ဆိုရင်တော့မြတ်တို့တစ်ခက်ကတ်တာနဲ့ skin care တစ်ဖက်လောက်တာနဲ့ညီမျှတယ်ဗောနော်တော့ဒီ fairy mask ဆိုရင်တော့ဒီတကြုတ်ထဲမှာဆိုရင်ဒီ mask မြက်ကတ်ထားတဲ့ mask က6ချက်ပါတယ်အဲ့လိုမှ6ချက်နဲ့ပြီးတော့ဗောနော်အစိတ်ထုတ်ဗောနော်မျက်နှာမှာစီတဲ့ဒီမျက်နှာသွေးထဲမှာရှိတဲ့ဝစ်ချန်ရီငုံနေတဲ့ဟာတွေအငြိကြီးတွေအကုန်လုံးဆွဲထုတ်ပေးတဲ့အစိတ်ထုတ်ကတထုတ်ပါမယ်ဒီတထုတ်က6ကြိမ်သုံးလို့ရပြီးတော့ဒီ smart က6ချက်ပါတယ်ဒီလိုတကြုတ်ကို3900ပေးရတယ်เนาะဒါပေမဲ့အခုချိန်မှာတက်လေးတို့မရောင်းဘူးလက်ဆောင်ပေးပါအဲ့တော့လက်ဆောင်ကဘယ်လိုယူလို့ရလဲဆိုတော့တက်လေးတို့အနေနဲ့ဒီရဲ့ mask လေးကိုကတ်ကြည့်ချင်တယ်ဒီဟမ်မက်ကအမြတ်ပြောသလိုတစ်ပတ်တစ်ချက်ကတ်တာနဲ့စကိတ်ကတ်တစ်ပတ်လောက်တာနဲ့ညီမျှလားမမျှလားသိချင်တယ်ဆိုရင်ဝယ်ကတ်တကယ်လို့တက်လေးတို့အနေနဲ့ဒီကောက်လေးကိုလိုချင်တယ်ဆိုရင်တော့ဒီ mask 3900ဘူးတပူးဝယ်တာနဲ့ဒီလိုမှနောက်ထပ်2ပူးလက်ဆောင်ထပ်ပေးမှာနောက်ထပ်2ပူးလက်ဆောင်ထပ်ရမှာအဲ့တော့အလုံး3ပူးရမယ်ပေါ့နော်တက်လေးတို့3ပူးယူတာနဲ့3900ပဲပေးရမယ်တပူးကို1000ကျော်လောက်ပဲကြမယ်ဒါပေမဲ့ကြံတဲ့အချိန်မှာဝယ်ရဲဆိုရင်3ဘူးလုံးကို3သိန်းကျော်ကြတယ်ဒါပေမဲ့အခုချိန်မှာတက်လေးတို့ကို3ဘူးလုံးကိုမှ3900နဲ့ရောင်းပေးမှာဖြစ်ပါတယ်အဲ့တော့အခုချိန်မှာစကင်ကဲလုပ်ဖို့ပြင်းတဲ့သူတွေမျက်နှာပေါ်အေးအေးလေးပဲတေးချင်တယ်ညဖြစ်ဆိုအရန်ပူတာဖြစ်တဲ့အတွက်ကြောင့်ပူဆက်ပူလောက်ဖြစ်တာဘာမှမလိမ့်ချင်ဘူးဆိုရင်ဒီ mask လေးကိုသာကပ်ပါ3ဘူးလုံးကို3900တန်းနဲ့ရပါမယ်လိုချင်တဲ့သူတွေဖုံးလေးသာဆက်လိုက်ပါဘယ်မျိုးလဲဆိုအယောင်ငွေချေပို့ပေးတာဖြစ်လို့စိတ်ချလက်ချမှာယူအားပေးလို့ရပါတယ်ရှင်းအဲ့ဒါလေးကိုလာပြီးတော့ပြပေးတာပါဒီလိုပေါ့နော်မနေ့တိုင်းမှာပပချီချီလေးဖြစ်ဖို့ဆိုရင်ညတိုင်းမှာ mask ပေးပါဒီမောက်တစ်ပတ်မှာ3ချက်တာကတက်လေးတို့ရဲ့အောက်ခံသားရည်စကင်လောကကောင်းလာစေရမယ်ညအမခံတယ်ဒါလေးကိုလာပြီးတော့ပြပေးတာဘိုင်ဘိုင်ပါရှင်